စေတမမရှိဘူးပါလောကကြီးမှာမလိမ္မာရာခွက်လို့ပါတယ်ကွာစွတောင်းနိုင်မပြေတမ်းမှန်းလေအခါတောင်းမှတစ်ခါလေးတော့ကြည်တမ်းမရဲ့ဒီတန်ရာဒီဖြစ်မျိုးနဲ့ခွဲဒီတစ်ချိန်သာနောက်ဆုံးမင်းတွေ့ခွဲရှိမကိုင်းနာရတဲ့ရဲ့မလေးရဲ့ရင်နာတဲ့မင်းရဲ့အခြေအနေတွေ